ခင်မောဖြစ်သူကိုတောင်ဟိုမုံငါချက်ကျွေးတဲ့နေ့မှာပဲလူပြောများသွားကြတဲ့ဆိုပြီးတဲ့စဉ်ကျင်းစဦးဇနီးမောင်နှံနေဖြစ်တဲ့ဟင်းဝီရန်နဲ့ဆိုပြီးတို့ကတော့မောင်တထဲမေတရွယ်နဲ့တူလိုက်ဖက်ကြသူတွေပြပါရီအလို့တွေကိုကိုစီစူးစမ်းကြသလိုပွဲတက်တီနဲ့ပါဆက်မပြတ်ပါဝင်လာကြတာပါဒါကြောင့်လေဟန်နီမူခီးစင်တွေကိုပါနောက်ဆုတ်ခဲ့ကြရတာပြပါရီလက်ရှိမှာတော့နားရည်လေးမှာပဲခင်မောဖြစ်သူတွေအင်ချက်လေးတွေကိုချက်ကျွေးလာကြရတာပြပါရီတောင်ဟိုမုံငါချက်ကျွေးတဲ့နေ့မှာတော့ဇနီးဖြစ်သူရဲ့လက်ရလေးကြောင့်ပဲနှစ်ပွဲစဉ်အထိစားသုံးကြတာပြပါရီတရုတ်ဆောင်ရမှာတော်ရဲ့ပြင်ဟင်းချက်ရမှာပါကျွမ်းကျင်တာကြောင့်လေပီတီတွေပြစ်ကြရတာဖြစ်ပါရီဒါပေမဲ့လေဆုံးကက်တဲ့ဗီယိုလေးတစ်ခုကြောင့်စိတ်ဝင်စားမှုတွေများသွားကြရတာဖြစ်ပါရီဆိုပြီးရတော့ခင်းတဲ့ဇူကိုကက်လူတဲ့ပဲထားကြီးဟာဆုံးကက်ခမိခဲ့တာဖြစ်ပါရီဗီယိုရိုက်ကူးနေစေတွေမှာအာယုံထိပြားသွားတာကြောင့်အနေငယ်လေးလေးချော့သွားခဲ့တာဖြစ်ပါရီဒါပေမဲ့လေပရိသတ်တွေကတော့ဆုံးကက်တဲ့အခါမှာထားရှိတဲ့နဲ့ခင်းနေဆုံးထားရှိပုံလိုအပ်ချက်တွေကိုပါတစ်ဖက်မှာထောက်ပြပေးလာခဲ့ကြတာဖြစ်ပါရီပရိသတ်တွေကတော့တတော်တင်ရှားပြောင်းရှင်ကိုရေးဆိုပြီးတော့ကက်လူရာကြောင့်ဇွန်းနေခင်းကိုရုပ်ထုတော်ပဲလှည့်ထားတဲ့ကြောင့်ဆိုလာခဲ့ရပါရီဒါကြောင့်လေမွန်ညာကက်လူရဲ့ဗီယိုလေးဟာလူအများကြားမှာမထင်မဲ့ပင်နဲ့စိတ်ဝင်စားမှုများသွားခဲ့ပါရီဆိုပြီးရတော့ယင်းနေ့မှာထားရှိတည်ရှိမှုကသာအရေးပါအကြောင်းရှင်းပြထားခဲ့ရပါရီဒါကြောင့်လေဇွန်းနေခင်းထားရှိပုံတွေကက်လူချင်းတဲ့စိတ်ကလေးကသာရေးပါနေကြတာပါဆိုပြီးရတော့နေ့စဉ်တိုင်းတိတ်ကက်မိခဲ့ပြင်မဲ့လေဗီယိုရှိတ်ကူးတဲ့နေ့မှာပဲလွေးချော်မိခဲ့ရပါရီဒါကြောင့်လေချစ်ကြကြရှင်းပြကပရိသတ်တွေစီရင်ဖွင့်လာတယ်ဖြစ်ပါရီဆိုပြီးရတော့ပုံမှန်ဆိုရင်ပိတ်ကက်နေကြပါဒီရက်သာဒီလိုနှိမ့်မိသွားတာပါတရားတရားပီဒီစိတ်ကသာအဓိကပါဖျားเจ้าကကိုတက်တက်ရှင်းရှင်းနဲ့ထားရတာကြိုက်လို့ပါကြည်ညိုလို့ပါမျက်နှာတစ်တော်ကကက်လူထားပါရီဖျားပန်းကလည်းပန်းစီတွေပဲကက်လူထားတာပူကြည်ညိုလို့ပါမိမိဖျားဆောင်မလို့မိမိကြည်ညိုတာဖြစ်တယ်လို့လေပူစောပြရစေအားလုံးကျမ်းမှာချမ်းသာကြပါစေရှင်လို့ဆိုကရင်ဖွင့်လာခဲ့တာဖြစ်ပါရီအမကန်ပရိသတ်တွေကတော့အရှိမကောင်းပီတာတွေစိုးပြေလေးကြောင့်သဘောကျနေကြတာဖြစ်ပါရီဒီမုံပြသူကိုကိုယ်တိုင်ချက်ကျွေးတယ်နဲ့ပြင်ဖျားတရားကိုပါမိတတာကြောင့်လေတာရုခွန်နေရတာဖြစ်ပါရီအရှိမတော့သတိမှန်မှုကိုမြင်ဆိုသလိုပဲဇိုးနေခင်ထားရှိမှုကြောင့်ပြောစရာတွေဖြစ်လာခဲ့ရပါရီအန်ဒမီချော်လီဆိုပြီးရတော့ပညာသားပပြေဆိုလာခဲ့ရတာဖြစ်ပြီးပရိသတ်တရားပါပြန်လေသဘောကျနေကြတာဖြစ်ပါရီပရိသတ်ကြီးတို့လေဟင်းချရမှာပါကျွမ်းကျင်တဲ့စုပြည်လေးပေါ်မှာမြင်လေးတွေမျှဝေပေးခဲ့ပါအောင်ရှင်အစိုးရကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လေအားလုံးကိုကြည်စိုးထုတည်ရှိပါရရှင်